6လေးကိုစားရည်စိမ့်ထားရပေါ့နော်အငန်တက်ကလေးတွေပြအောင်လို့ပေါ့ဒါငငယ်ကအမေတို့တွေပါလုပ်တဲ့နည်းလေးပေါ့ဒီစားရည်စိမ့်ထားတဲ့ဟာလေးကိုစီးကြည့်လိုက်တော့နော်ဒီစက်တနဲ့စီးကြည့်ပါတော့တန်သွားပါပြီဒီစစ်ထားတဲ့ထဲကိုစနုံမို့လေးထည့်မယ်မို့လေးထည့်မယ်ပေါ့နော်မို့လေးထည့်ပြီးနေပါမယ်ရှင်ပါပြီနော်ပြန်ပြီးခင်းတာပေါ့နော်ဒီအငွေတက်တွေကိုစီးကြောပြီးတော့စားရည်နဲ့စိတ်ပြီးတော့ထပ်ပြရတာနေလိုက်တာပေါ့နော်တန်းလေးခဏဒီအတောင်လေးတွေကိုကြိတ်ထားဒါကတော့စက်တုံးအနီလေးစီးထည့်မယ်နော်စီးထားပြီးဆိုရင်တော့စီးထားတဲ့စက်တုံးထည့်မယ်နော်ဒီအေးလေးနဲ့ပဲဆိုပြီးထားပါမယ်နော်ဒီစစ်တဲ့ဒီကောင်ကိုပြောပါမယ်ရပါတယ်နော်ဒီစနေနော်ဒီလေးစစ်ထားလိုက်နော်ဒီကအချိုးလေးရအောင်ဒါကြော်ထားတာလေးချက်တော့နေပြီNow, here, show me the nanambin. As you see, you see that now.
ထည့်တယ်အမှုထည့်တယ်စားထည့်တယ်ဒီလေးနည်းနည်းလေးထည့်ရနော်ဒီလေးတစ်စုံထည့်ရပါနော်ဟုတ်ပြီလို့ထည့်ထားလိုက်ပြီနော်ငါဟင်းရတဲ့ငါးလေးကိုဒီပြန်စီးပြီးတော့ထည့်ထားလိုက်မယ်နော်ဒီလိုက်တယ်တော့အောက်နော်အင်းလုံးပြီးတော့မှလုံးဝနှံ့ပြီးပြန်ပြီးထည့်ရနော်ဒီကောင်ကမထည့်ထားဝါလေးပဲတောက်ချင်တယ်လေဒီမှာထည့်လိုက်နော်ဒီထည့်ပြီးသွားပြီဆိုရင်အုပ်ကျထားလိုက်နော်ပွက်နေတာလေပွက်နေတော့မွေပြီးတော့ရတာလေးကြည့်မယ်နော်မီဒီယာတော့စားလေးပေါ်တယ်နော်စားလေးထည့်ပါမယ်နေဒီလေးနဲ့နာမည်လေးအုပ်မယ်နော်ဒီလေးအုပ်ပြီးနေဒီစိတ်နဲ့ပြစ်ချက်နာမည်လေးအုပ်လိုက်ပါပြီကဲဒါဆိုရင်ချင်းလေးချက်ပြီးပေါ့နော်လေးပေးပြီးတော့ဖုံးလေးအုပ်ချက်ပါပြီဒီပါတဲ့ပြောတာဒါမှချာချာအချင်းရပါပြီချက်ပါပြီရှင်